လေးတွေအစားမစားတဲ့ပြဿနာလဲတနေ့စေကမ်းမှာဖြည့်ရှင်းနေရတာမနေဘူးပေါ့နော်အထူးသဖြင့်ကလေးမီမီတွေပေါ့ကလေးလေးရဲ့အရွယ်ကတစ်နှစ်ကနေ6နှစ်ကြာအဲ့ဒီရွယ်ကလေးတွေဆိုရင်ဆရာရဲ့ကလေးကအစားလည်းမစားဘူးမျိုးစုံလုပ်ကြွေးတာပဲဒါပေမဲ့သူတို့ကိုယ်တိုင်ကမစားကြဘူးဘယ်လိုလုပ်အောင်လဲပေါ့နော်အဲ့ဒီရွယ်ကလေးတွေအစားမစားရခြင်းရဲ့အကြောင်းရင်းကတော့အချက်က၄ချက်လောက်ရှိတယ်နံပါတ်1ကတော့ stress ပေါ့ဟာဒီရွယ်ကလေးလေး2နှစ်3နှစ်ရွယ်ကလေးလည်းဘာ stress တွေများရှိလဲလူကြီးလည်းလူကြီးလောက် stress ရှိသူမျိုးကလေးလည်းကလေးအလျောက်သူတို့ရဲ့စိတ်ဖိစီးမှုတွေရှိကြတယ်လူကြီးကတော့ထားပါတော့เนาะလုပ်ငန်းကိုင်ငန်းအဆင်မပြေလို့ငွေကြေးကြက်တဲလို့အစရှိသဖြင့်စိတ်ဖိစီးမှုရှိတယ်ကလေးကလည်းအဲ့ဒီအချိန်မှာသူစိတ်ညစ်တာတွေရှိတာပဲเนาะသူကောင်းကောင်းမစော်ရတာမိဘသူ့ကိုစူတဲ့ပုံစံမျိုးသူစိတ်ချင်းကြက်တာမျိုးသူစားချင်တာမစားရတာမျိုးအဲ့လိုမျိုးဆိုလို့ရှိရင်ကလေးက stress ရှိတယ်အဲ့ဒီစိတ်ဖိစီးမှုတွေကလေးတွေကိုရှိတယ်ဆိုတော့ကိုကတိထားမယ်လေသူကအဲ့ကြတော့မစားခြင်းဘူးကြီးကြတယ်နောက်တစ်ချက်ကကြတော့အစားအသောက်ပုံစံပေါ့နော်သူတို့စိတ်ဝင်စားတဲ့ပုံစံလေးတွေကိုကဖန်တီးပေးရတယ်တချို့ကလေးမေမေတွေဆိုသူတို့ဖန်တီးတတ်တယ်လေကလေးလေးတွေစားခြင်းအောင်ဆိုပြီးထမင်းကအစာကြက်ဥလေးကအစာပေါ့နော်ဘေးနာငပြောသီးလေးပန်းသီးလေးလှလှပပပေါ့နော်ကလေးတွေစိတ်ဝင်စားအောင်လဲလုပ်ပေးရသေးတယ်နောက်တစ်ချက်ကကြတော့ကလေးတွေကဖျားနာနေတာမျိုးယောဂအခန့်တစ်မျိုးရှိတာမျိုးဆိုရင်တော့သူတို့ကိုယ်တိုင်ကမစားခြင်းတာမျိုးဖြစ်တတ်တယ်မဖြစ်မနေတည်ထားမယ်အချက်တစ်ချက်အရေးကြီးဆုံးအချက်ကတော့အသက်တစ်နှစ်ကနေပြီးတော့6နှစ်ကြာကလေးတွေကပုံမှန်ကိုအစားနေကြတယ်စားတဲ့ကလေးတွေကတော့ရှိတာပေါ့နော်သို့တော့များသောအားဖြင့်အဲ့ဒီရွယ်ကအစားကိုနေကြတာဘာကြောင့်လဲဆိုတော့မွေးကင်းစားအချိန်ကနေစပြီးဟိုအရွယ်ရောက်တဲ့အထိ graph ကိုကြည့်လိုက်ရင်ကြီးထွားမှုနှုန်းကိုကြည့်လိုက်ရင်သူကမွေးကင်းစားအနေတစ်နှစ်အထိဆိုလို့ရှိရင် energy များများလိုတယ်သူတို့ခန္ဓာကိုယ်ဖွံ့ဖြိုးမှုကမြန်တယ်ပေါ့နော်တစ်နှစ်အရွယ်လောက်ရောက်သွားလို့ရှိရင်တစ်နှစ်ကနေ6နှစ်ကြာဆိုသူတို့ရဲ့ခန္ဓာကိုယ်ဖွံ့ဖြိုးမှုကသူတို့ရဲ့ဒီ graph လေးကနည်းနည်းလေးနှီးသွားတယ်အဲ့ဒါကြောင့် energy တိတ်ပြီးတော့မလိုအပ်ဘူးအဲ့ဒါကြောင့်တစ်နှစ်ကနေ6နှစ်ကြာကလေးတွေအစားနေတာကပုံမှန်ပဲဖြစ်တယ်ဒါပေမဲ့6နှစ်ကျော်လာပြီ9နှစ်10နှစ်ဆိုသူကစပြီးတော့ဒီဆယ်ကျော်သက်အရွယ်အတွက်အားယူပြီးပေါ့နော်9နှစ်10နှစ်ကောင်းရင်စားအသက်17နှစ်12နှစ်အရွယ်ဆိုလို့ရှိရင်တော့မတားလို့ကိုမရတော့အဲ့ချိန်ကျရင်တော့စားပြီပဲအသက်ကိုကျွန်တော်တားနှစ်ကောင်ဆိုရဲအဲ့လိုပဲဒါပေမဲ့ကျွန်တော်ကတော့ကန်ကောင်းတာကကြတော့ကျွန်တော်ရောက်ခမကသေးချာဒီတားနှစ်ကောင်လုံးဒီချာလေးကျွေးတဲ့အတွက်ကြောင့်မို့လို့ပေါ့နော်ဒီကောင်တွေကတော့မစားဘူးဆိုတော့မရှိဘူးပေါ့ဒီကောင်ဆိုအခုဆိုရင်ကြီးကုန်ကြပြီနော်ထွားကြမ်းကြီးဖြစ်ကုန်ကြပြီဆိုတော့တိထားရမှာကအထူးသဖြင့်ကလေးမေမေတွေစိတ်ပူတတ်တဲ့ကလေးမေမေတွေအသက်တစ်နှစ်ကနေ6နှစ်ကြာအရွယ်ကလေးတွေကသူတို့ရဲ့ကြီးထွားမှုနှုန်းကတဘာဝအတိုင်းကွာနှေးတယ်အဲဒါကြောင့်မို့ energy တိတ်မလို့အပ်ဘူးနောက်တစ်ခုကကျတော့ stress ကလေးတွေကိုမစူနဲ့မစားဘူးလားကလေးတွေကိုဖိအားမပေးနဲ့ချော့ပြီးတော့တုံတန်ုံတိတ်ပြီးတော့ကလေးအတွက်ဘေးဥပမဖြစ်မဲ့ဒီဟိုမျိုးဆိုရင်ခွင့်ပြုပေးလိုက်ပေးစော့လိုက်သူတို့စိတ်ချမ်းသာအောင်ထားပျော်အောင်ထားနောက်တစ်ချက်ကခုနကတော့ပြောတယ်အစားအသောက်ပုံစံသူတို့ညီးငွေတဲ့ပုံစံထမင်းကိုဒီဟွာတွေနဲ့ဘာခေါ်လဲဟင်းနေနဲ့နေပြီးတော့သူတို့ကြီးကျင်စရာမကောင်းတဲ့ပုံစံမျိုး plating တကလေးလည်းသူတို့လည်းခန်းစားချက်ရှိတယ်လေသူတို့စိတ်ဝင်စားတဲ့ပုံစံလေးတွေဖန်တီးပြီးတော့ကျွေးပါအဲ့ဒါမှမဟုတ်လို့ရှိရင်တော့ကလေးအားစီးတွေပေါ့နော်ဒီကလည်းတိုက်ချင်လက်တိုက်လို့ရပါတယ်ချို့ဆိုရင် license ပါနော် license ကတော့အစားစားခြင်းစိတ်ကိုဖြစ်စေတယ်ဆိုတော့သူ့အသက်အရွယ်နဲ့ကိုက်ညီတဲ့အားစီးတွေတိုက်မယ်ဆိုလဲသူ dosage တိုင်းတိုက်လို့ရပါတယ်ဒါပေမဲ့ဆေးကိုတော့အာမကိုပဲနဲ့ခုနကတော့အချက်လေးတွေကိုထည့်သွင်းစဉ်းစားမယ်ဆိုလို့ရှိရင်တော့မိမိကလေးဘာကြောင့်အစားနည်းနေလဲမိမိဘက်ကရောဒီကလေးစားအောင်ဘာတွေပြုပြင်ရမလဲဆိုတာကိုသိလာနိုင်မယ်နော်